သူ့ကိုချစ်တယ်ဆိုတဲ့စကားရဲ့အနောက်မှာသာပမာဏတစ်ခုကိုပြလို့ရမယ်ဆိုရင်ပြလိုက်ခြင်းတယ်ဒါပေမဲ့သူတော့မြင်အောင်ကြည့်တတ်လိမ့်မယ်လို့မထင်ဘူးကိုဘယ်လောက်ထိချစ်ခဲ့မိလဲဆိုတာကိုယ်တိုင်ပဲသိပါတယ်အနာဂတ်တွေထိမှတ်ထားတဲ့အိမ်မက်တွေကလက်စုပ်လက်ကင်ပြလို့မရတဲ့သက်သေတွေပေါ့ဒါပေမဲ့တည်ကြတာတစ်ခုဟာဘဝတစ်ခုလုံးနဲ့ယဉ်ပြီးချစ်ခဲ့မိတာပါဒါလို့ရင် तू မကြိုက်ဘူးထင်တယ်ဆိုပြီးကိုနှစ်သက်တဲ့အရာတွေကိုဆွန့်လွတ်ခဲ့တာမှအများကြီးပဲ သူနဲ့တနေ့หนีကြရင်ဆိုပြီးကိုပြုပြင်ပေးခဲ့ရရဲ့အများကြီးပါပဲသူများတွေလိုမပြောပြတတ်ခဲ့လို့ပါတနေ့ကြရင်ဆိုပြီးမက်ခဲ့ရတဲ့အိမ်မက်တွေမှာအများကြီးပေါ့ပြီးဆက်တယ်လို့ခေါင်းစဉ်မတက်ခဲ့သလိုတခါတလေမှကိုအဆင်ပြေတဲ့သူကြားသူအဆင်ပြေပါတော့ဆိုပြီးမရှိရှိရဲ့ကြားဖြည့်ဆည်းပေးခဲ့ရတွေလည်းအများကြီးပဲကိုသူ့ကိုချစ်ခဲ့ရဲဆိုတာရယူလို့ခြင်းနဲ့မှမဟုတ်ပဲလေဒါပေမဲ့တနေ့နေ့ကြရင်ဆိုပြီးတော့မှတော့အိမ်မက်တွေမှတ်ထားခဲ့မိရတော့ဝန်ခံပါတယ်ဘလို့ချစ်တာဆိုပြီးစကလုံးအနုရွတွေနဲ့ချွေချွေနွဲ့နွဲ့ချစ်မပြတတ်ခဲ့ရုံပါလက်တွေကြကြတော့မင်းကိုချစ်ပြခဲ့ပါတယ်ပြီးတော့ဘလောက်ချစ်ခဲ့မိလဲဆိုတာကိုယ်တိုင်ပဲသိပါတယ်